အားလုံးပဲမင်္ဂလာပါ Story Time with ဖူကနေကြိုဆိုပါရစေကျမတော့ဖူပါဒီနေ့ညမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတဲ့မိခင်တယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်တိတ်ဆိတ်လွန်လာတဲ့ညနေတကောင်ရံမှာအသက်ရှူတံပြင်းပြင်းနေရလဲလို့ဘာမှမကြားတော့ဘူးအမေဖြစ်သူရဲ့မျက်လုံးတွေကတော့ကြောက်လန့်လွန်းလို့ပြူးထွက်နေပြီးအခန်းတကားစီကိုပဲစိုက်ကြည့်နေခဲ့တယ်လွန်ခဲ့တဲ့ရက်ပိုင်းကစပြီးဒီအိမ်ထဲကိုဖိတ်မခေါ်ထားတဲ့ဧည့်သည်တယောက်ရောက်နေရဆိုတာကိုတားဖြစ်သူကတော့မသိသေးပါဘူးအမေဖြစ်သူတော်တန်းကတော့အဲ့ဒီအရာကြီးအကြောင်းကိုအခုလိုပဲစပြီးဖွင့်ဟလိုက်ပါတယ်ဟဲ့တာတကားဒီတခြားပိတ်ခဲ့ရလားညကလီတိုက်တာမဟုတ်ဘူးနော်တခုခုကအိမ်ပက်ပက်လင်မှာရှောက်နေတယ်လို့ပဲအမေသက်60ကျော်လာပြီဒီလိုမျိုးတစ်ခါမှမကြုံဘူးလွန်ခဲ့တဲ့3ရက်ကလည်းညတကောင်ကျော်ကြီးကိုအိမ်ရှိကကလေးငိုတန်းလိုခွေးဥတန်းလိုကြားရတာနဲ့အမေထားကြည့်မိတယ်ပရင်းဘက်ကနေချောင်းကြည့်လိုက်တော့လေနားအောင်မှလူတယောက်ရက်နေတာသူကခေါင်းငိုက်ဆိုင်ကြီးနဲ့အမေတို့အိမ်တကားကိုလက်သေးနဲ့ကုပ်နေတာတောက်တောက်နဲ့အမေလည်းကြောက်လွန်းတော့ဖျားစာတွေရွတ်တော့အဲ့ဒီຢာကြီးကတဖြည်းဖြည်းခေါင်းမော့လာတယ်သူ့မျက်နှာမှာမျက်လုံးတွေမပါဘူးသားဟောက်ပဲ့ကြီးတွေပြီးတော့သူကအမေကိုပြုံးပြတယ်ဗဇက်ကြီးကနေရွက်ထိရောက်နေတာသူကတိုးတိုးလေးပြောတယ်ဖွင့်ပေးပါအေးလို့ပါတဲ့အဲ့ဒီအတန်ကလေလွန်ခဲ့တဲ့10နှစ်ကဆုံးသွားတဲ့နေဖေတန်ကြီးနဲ့တပုံစံနဲ့ပဲအခုလေအဲ့ဒီအတန်ကြီးနဲ့အိမ်နောက်ဖေးကကြားရပြန်ပြီရှူငိမ့်လေးအခုသူအိမ်ပေါ်တက်လာနေပြီအတန်ကိုနားထောင်ကြည့်စမ်းကြွီနဲ့အိမ်နောက်ဖေးလေကနေတက်လာနေတာဟောကြားလားလက်ကင်ကိုလှဲ့နေပြီကြောက်နဲ့ပွင့်ပေးနဲ့နော်တာဘလို့ပဲခေါ်မထူးနဲ့အမေတို့အသက်ရှူတန်အောင်ခက်မှန်မှန်ပဲရှူကြရအောင်အမေမလေးကမှသတိထားမိတာအဲ့ဒီအရာကြီးကအိမ်ထဲဝင်ဖို့စူးစမ်းနေတာမဟုတ်ဘူးသူကအမေတို့ကိုပြင်ထွက်လာအောင်မြားခေါ်နေတာညင့်ဖေဆုံးခံပြီးပြောခဲ့တဲ့စကားတွေကတလုံးမချန်လိုက်ပြောနေတာငါမိန်းမကြီးငါသားကြီးငါ့ကိုလာကူပါအောင်တဲ့ဒါပေမဲ့သားနင့်အဖေကမိတကြိုပြီးသားလေဒီတန်ကဘယ်လိုလုပ်ထွက်လာနိုင်မှာလဲအခုအိမ်ရှိပရင်းပေါက်မှာလက်သေးရာတွေအဲ့ဒါကတော့လက်သေးရာတွေမဟုတ်သွားနဲ့ကြိုက်ထားတဲ့အရာတွေသူကအိမ်ကိုစားနေတာအမေတို့ကိုဖမ်းဖို့အိမ်ထဲထိဖောက်ဝင်တော့မယ်လေဒါဟိုမှာကြည့်ပရင်းပေါက်အပေါ်နာကအမေအောင်လက်ချောင်းကြီးတွေတဖြည်းဖြည်းချင်းဝင်လာနေပြီအမေနောက်ကိုလာခဲ့ဖျားစင်ရှိမှသွားထိုင်ကြရအောင်မျက်လုံးမိတ်ထားဘယ်တော့မှမဖွင့်နဲ့အမေလက်ကိုမြဲမြဲကင်ထားတော့ဒါဘယ်သူပဲလာဘာတန်မဲကြာအမေလက်ကိုမလွတ်နိုင်နဲ့ဒါနဲ့နေဦးသားသားလက်ကဘာလို့တလောက်တောင်အေးစက်နေရတာလဲပြီးတော့သားလက်ကဘာလို့တလောက်တောင်ရှည်ထွက်သွားရတာလဲ